အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့ productivity လောက်ပြီးမြောက်အောင်ဆွမ်းဆောင်မှန်မှုပေါ့နော်ဒီအရာကိုဟန်တာဖြစ်စေတဲ့၄ချက်ကြောင့်အဝေးမြောက်ပေးခြင်းပါတယ်ပထမတစ်ချက်ကတော့ no လို့ပြောဖို့ခဲရင်တာမှတ်ထားပါတော့ကျွန်တော်အလုပ်တစ်ခုလုပ်နေတယ်ကိုကလက်ရှိဒီအာဆိုင်နေရတဲ့အလုပ်တစ်ခုလုပ်နေတယ်ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တယောက်ကလာတယ်ဒါလေးကူညီပေးပါအောင်ဒါလေးကြည့်ပေးပါအောင်ကျွန်တော်တို့က no ပြောဖို့ခက်တယ်ပေါ့နော်သူ့အားနာတယ်နောက်သူနဲ့ကိုယ်နဲ့ communication များပြတ်သွားမလားသူများစိတ်ခုသွားမလားစသဖြင့်ကျွန်တော်တို့ကကိုဒီဘက်မှာအာရုံရနေပြီဒီဟာကိုဆက်လုပ်ဖို့လိုနေတဲ့အချိန်မှာတော့ကျွန်တော်အားနာပြီးတော့တစ်ခါတည်းရက်ဆိုပြီးတော့ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်ကိုပြတ်ထားပြီးတော့သူ့ရဲ့ကိစ္စကိုကျွန်တော်သွားလုပ်ပေးပြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုဒီဘက်မှာ flow မိနေတဲ့အာရုံရနေတဲ့အလုပ်ကိုကျွန်တော်တို့ကဒီအချိန်လေးတိုင်းဆက်မလုပ်ပြပဲနဲ့ကျွန်တော်တို့ကရက်ပြတ်တတ်တယ်တခြားကိစ္စတွေကျွန်တော်တို့ short လုပ်တတ်တယ်ဒီလိုပဲကျွန်တော်တို့တစ်ခါတည်းမိတ်ဆွေပေါင်းသင်းတွေလာတယ်အမှအပြစ်မှာသွားဖို့ထားပါတော့တခုစိုင်သွားထိုင်ဖို့ပဲဖြစ်ဖြစ်တခုတော့တောက်ဖို့ပဲဖြစ်လာခေါ်တယ်ကျွန်တော်ကိုလုံနေတဲ့အလုပ်တွေပြစ်ထားပြီးတော့လိုက်သွားတတ်တယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီတခုဆိုတာနဲ့ကိုလုံးမှာကိုအာရုံစိုက်နေရမယ်အစားတခါတည်းမလိုလားအပ်တဲ့ကိုတော့ဝန်းလုံးကိုဖြစ်စေတဲ့အရာတွေပေါ့နော်ဒါတွေကျွန်တော်တို့အားလုံးအာနာဖြစ်ပြီးတော့မငင်းပယ်နိုင်ပဲနဲ့ဒီ yes လုပ်ပြီလို့ပေါ့နော်ကိုရဲ့အလုပ်ပြီးမြောက်မှုစွမ်းဆောင်ရည်နောက်ဒီ productivity ဒါနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်မှအထိခိုက်မှုတွေရှိတယ်ဆိုတော့တခုဆိုတာနဲ့ကျွန်တော်တခြားသူတွေကူညီရမှာမှန်တယ်ကျွန်တော်လုပ်ပေးတဲ့ကိစ္စတွေလုပ်ပြီးလို့ရမယ်ဒါတော့ကျွန်တော်တို့ဒီဟိုအကန့်အသတ်တစ်ခုအနေနဲ့ပေါ့နော်ကိုလုပ်ပေးနိုင်သလောက်လုပ်ပြီးကိုတောင်းယူပေးနိုင်သလောက်တောင်းယူပြီးလို့ရတယ်ဒါပေမဲ့လုံလုံကဲဖြစ်လာတဲ့အရာတွေကိုအတွက်ဒီဝန်းလုံးကိုဖြစ်လာတဲ့အရာတွေဆိုရင်ကျွန်တော်တို့နိုးပြောနိုင်ဖို့အရေးကြီးတယ်ကိုမလုပ်ပေးနိုင်ရင်ဆိုရင်ရင်ကြီးကြီးပဲကျွန်တော်တို့ညှင်းပယ်နိုင်ဖို့လိုတယ်တချို့အရာတွေကျွန်တော်ရွှေ့ထားလို့ရတဲ့ကိစ္စတွေအနောက်မှာလုပ်ပေးမယ်ဆိုတာဟာမျိုးတွေပေါ့နော်ရင်ကြီးကြီးနဲ့ကျွန်တော်ရွှေ့ထားလို့ရတယ်ဆိုတော့ဒါဒီတစ်ချက်ကိုလည်းကျွန်တော်တို့ကသတိထားဖို့အရေးကြီးတယ်။နောက်ဒုတိယအချက်ကတော့အရေးမပါတာတွေအာရုံစိုက်ပြီးတာကျွန်တော်တို့ကအလုပ်တွေလုပ်တယ်တခါတည်းကျွန်တော်တို့ဘာလို့လုပ်နေလို့လုပ်နေမှမသိဘူးလုပ်တော့လုပ်နေတာပဲပေါ့နော်အကိုတို့ကတကယ်အရေးကြီးလားအရေးပါလားတကယ်အရေးမကြီးလားအရေးမကြီးတဲ့အရာလားကျွန်တော်တို့စသဖြင့်မခွဲခြားဘဲနဲ့လုပ်နေတာရှိတယ်အထူးသဖြင့်တော့ကျွန်တော်တို့လုပ်ငန်းဝင်တွေရောက်ပြီဆိုတော့ ਨੇ to do list မရေးတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ဒီလုပ်ရစင်းနေမရေးဘူးကျွန်တော်တို့စိတ်ထဲရှိတဲ့အရာတွေထိုင်ပြီးတော့ loss out လုပ်နေတယ်ပြီးတော့မှတကယ်အရေးကြီးတာတွေလွတ်သွားတာမျိုးပေါ့ဒါမျိုးတွေဖြစ်တတ်တယ်တခါတည်းကျွန်တော်တို့ကထားပါတော့ social media ကျွန်တော်တို့အလွန်ကျွံသုံးနေလားတခါတည်းကျွန်တော်တို့ကဒီအရေးမပါတဲ့ email တွေကျွန်တော်တို့ပြန်နေလားတခါတည်းအရေးမကြီးတဲ့ဖုန်းကောတွေကျွန်တော်တို့အချိန်အများကြီးပြောပြီးတော့ဒါအချိန်တွေကုန်နေလားပေါ့နော်စသဖြင့်ကိုယ့်အတွက်ဒီအရေးမကြီးတဲ့ကိစ္စအရေးမပါတဲ့ကိစ္စတွေကိုအတက်နိုင်ဆုံးလျှော့ဖို့လိုတယ်ဒီတေချာအာရုံစိုက်မဲ့အလုပ်မျိုးတွေကိုတစ်ချိန်တည်းမှာဒီတစ်ခုမကလောက်တဲ့ကိစ္စတွေပေါ့နော်ဒါတွေကလည်းကျွန်တော်တို့ရဲ့ဒီ productivity ကိုဒါထိခိုက်နိုင်စေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်တစ်တိယအချက်ကတော့ကျန်းမာရေးနဲ့မညီညွတ်တဲ့အလေ့ကျင့်တွေကျွန်တော်တို့ဒီအလုပ်ကောင်းအောင်လုပ်နိုင်ဖို့အာရုံစိုက်ပြီးတော့ productivity မြင့်မြင့်မားမားနဲ့လုပ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့မှာစွမ်းရင်လိုတယ်ဆိုတော့ရုပ်ပိုင်းဆိုင်ရာစွမ်းရင်လိုတယ်နောက်စိတ်ပိုင်းဆိုင်ရာစွမ်းရင်လိုတယ်ကျွန်တော်တို့ဒီနေကောင်းကျန်းမာနေဖို့အရေးကြီးတယ်လန်းဆန်းနေဖို့အရေးကြီးတယ်နောက်တစ်ခုကဒီလိုပဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလန်းဆန်းနေဖို့စိတ်အာရုံရှင်းလင်းနေဖို့အရေးကြီးတယ်ပေါ့နော်အဲ့အတွက်ဆိုရင်ဒီကိုယ့်ရဲ့ဒီကျန်းမာရေးပြဿနာဖြစ်စေတဲ့အရာတွေအတန်းတန်းဆုံးလျှော့ဖို့လိုတယ်သူတို့ကဒီနောက်ပိုင်းဆိုရင်ညဘက်အေးဝဝမအိတဲ့ကိစ္စရတယ်ပေါ့နော်ကျွန်တော်အေးမဝအောင်ဆိုရင်တစ်ဖက်မှာဒီ physical ဘိုင်းမှာပြဿနာရှိသလိုကျွန်တော် mental ဘိုင်းမှာတော်တော်လေးပြဿနာရှိတယ်ညဘက်နောက်ကျမှအိယာဝင်တယ်မနက်ခင်းပုံမှန်တိုင်းရုံသွားတယ်ဘာဖြစ်လဲဆိုတော့ဒီအေးမဝလို့ဒီအာရုံမကြည့်မလင်းနဲ့ပေါ့နော်လောကိုင်းနဲ့အဆင်မပြေတာတွေရှိတယ်တစ်ခါတည်းဒီ screen time တွေများတာရှိတယ်ဥပမာကွန်ပျူတာတွေဖုန်းတွေထောက်လျှောက်သုံးတယ်အာရုံမကြည့်မလင်းဖြစ်တယ်စသဖြင့်ပေါ့နော်ကိုယ့်ရဲ့ဒီရုပ်ပိုင်းစိတ်ပိုင်းပေါ့နော်ကိုယ့်ရဲ့ဒီ energy ကအများတန်းဒီ level မြင့်မြင့်နဲ့ထားနိုင်လေကျွန်တော်တို့ဒီလုပ်ငန်းဆောက်ဆောင်ရမှာလဲပို့ပြီးတော့တက်ရောက်မှုတွေရှိနေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရုပ်ပိုင်းစိတ်ပိုင်းအားကောင်းမှုဆိုရင်ကျန်းမာရေးညီညွတ်မှတ်အောင်နေတာထိုင်တာစားတာတောက်တာအရေးကြီးတယ်နောက်တစ်ခုကလေ့ကျင့်ခန်းပုံမှန်လုပ်ဖို့အရေးကြီးတယ်နောက်တစ်ခုကဒီအစိုးမြင့်အတွေ့တွေပေါ့နော်ဒါတွေလည်းအတတ်နိုင်ဆုံးshort ချဖို့အရေးကြီးတယ်ဒီရုပ်ပိုင်းစိတ်ပိုင်းဒီ energy အပြည့်နဲ့အလုပ်မဆိုရင်ကိုယ့်ရဲ့ဒီ productivity တိုးတက်မှုမှာလည်းဒါအများကြီးတက်ရောက်မှုရှိတယ်လို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ချက်ကတော့ပတ်ဝန်းကျင်ကျွန်တော်ပတ်ဝန်းကျင်လည်းအင်မတန်အရေးကြီးတယ်ကိုယ့်ရဲ့ဒီအလုပ်ဆောင်ဆောင်ရည်အမြင့်ဆုံးရောက်ဖို့ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကဒီ positive energy ရစေတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ဥပမာလုပ်ငန်းဝင်မှာဆိုတော့ကိုအားပေးတဲ့သူတွေတခုဆိုတော့ねကိုအတိမတ်ပြုတဲ့သူကိုရဲ့လုံနိုင်စွမ်းအတိမတ်ပြုတဲ့သူနောက်တစ်ခုကကျွန်တော်တို့ဒီအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်နိုင်တဲ့သူဒီလိုလူမျိုးတွေများများရှိတဲ့ပတ်ဝန်းကျင်မှာလုပ်နိုင်နေကျွန်တော်တို့ကိုရဲ့ဆွမ်းဆောင်ရလည်းအမြင့်ဆုံးရောက်လိမ့်ပေါ့ဒီလိုမဟုတ်ဘဲနဲ့တစ်ဖက်မှာဒီဖြောင်းမြန်အနေနဲ့ဒီအစိတ်တော့ဖြစ်တဲ့ပတ်ဝန်းကျင်ဖြစ်နေတယ်ကိုရဲ့လုံနိုင်စွမ်း
ရှိတဲ့လောက်မရှိပဲနဲ့ပေါ့နော်ထိခိုက်မှုတွေရှိနေတယ်ထားပါတော့တစ်ခါတည်းကျွန်တော်တို့အပြူသဘောဆောင်တဲ့ဆွေးနွေးမှုတွေမဟုတ်ဘဲနဲ့ဒီအတင်းဖြင်းပြောတာတွေပဲလုံနေတဲ့တချို့လုပ်ငန်းဝင်တွေရှိတယ်တစ်ခါတည်းတယောက်ကြော်ခွာတာတွေတယောက်ဒီထိုးချတာတွေဒီလိုကိစ္စတွေပေါ့နော်ကျွန်တော်လုပ်ဖို့ကိုင်ဘက်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ဒါအင်မတန်ရည်ကြီးတယ်ဒီလိုစိတ်တောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့လှုပ်နေတယ်ဆိုရင်တော့ကျွန်တော်တို့တိုးတက်မှုလည်းရမှာမဟုတ်သလိုအခုရှိတဲ့အရှိသေးတောင်ကျွန်တော်တို့ကောင်းကောင်းတွေးလို့မရတာနောက်ကိုယ့်ရဲ့ဒီလှုပ်နိုင်ဆိုရှိပြီးသားလှုပ်နိုင်ဆိုတာတော့ကျွန်တော်တို့ကအကောင်းဆုံးအသုံးမချနိုင်တာတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ productivity ကိုမြင့်ဖို့ကိုယ့်ရဲ့ဒီလှုပ်နိုင်စွာမြင့်ဖို့ဆိုရင်အဟန္တာဖြစ်စေတဲ့အကန့်အသတ်ဖြစ်စေတဲ့အရာတွေရှိတယ်အားရမှာဒီလေးချက်ကိုလည်းသတိပြုဖို့အင်ပန်ရေးကြည့်ပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတယ်ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်